တချင်းဆိုတာလည်းအတန်ကောင်းတယ်နော်ဒါကြောင့်လည်းပရိသတ်တွေကအသေးဆွဲချစ်နေကြတာကိုကဲအစီအစဉ်တွေကတော့ဒါတင်မပြီးသေးပါဘူးဆက်လက်ပြီးတော့လည်းစိတ်လှုပ်ရှားစရာဖျော်ဖြေမှုတွေအများကြီးလာဖို့ရှိပါသေးတယ်La la 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 အိမ်ကအမေကခိုင်းရင်မလုပ်ချင်ဘူးဆိုပြီးပြောတဲ့သူတွေကမင်းသားကတချင်းလိုက်ဆိုခိုင်းတော့ဆိုလိုက်ကြတာအတန်တွေကိုအားပါလိုက်ကြတာဒီစားမလုပ်ခဲ့တဲ့သူတွေရှိတယ်နော်လက်ပါကောင်းမှရိုက်တဲ့ဝက်ချမ်းများပြလိုက်ကောင်းလားရိုက်ခဲ့ခြင်းဟမ်မေအမေဝေါကကွက်တွေကလမ်းနေနော်ဒါကြောင့်လဲနာမည်ကြီးနေတာကိုတချင်းဆိုတာလည်းအတန်ကောင်းတယ်နော်ဒါကြောင့်လည်းပရိသတ်တွေကအသေးဆွဲချစ်နေကြတာကို